ဒီဗီဒီယိုကလစ်ကဘာဝသနာပါလဲမရေရမသေးချာဖြစ်နေတဲ့ညီငယ်ညီမငယ်လေးတွေအတွက်ပါကျွန်တော်တို့ငယ်ငယ်တော့ကတော့ဘာဝသနာပါလဲသေချာမသိဘူးလူကြီးမိဘတွေကလည်းကျွန်တော်တို့ဘာဝသနာပါလဲသေချာမမေးဘူးကြီးလာရင်ဆရာဝန်ကြီးလုပ်မယ်အင်ဂျင်နီယာကြီးလုပ်မယ်သင်္ဘောသားလုပ်မယ်ဒီလောက်ပဲဒါပေမဲ့အခုခေတ်မှာတော့အင်တာနက်ရဲ့ခြေစွကြောင့်ကျွန်တော်တို့ငယ်ငယ်ကထက်အခုခေတ်ကလေးတွေကအများကြီးပိုသိလာကြပြီငယ်ငယ်ရွယ်နဲ့ဘာဝသနာပါလဲဖော်ထုတ်လာနိုင်ကြပြီကလေးတွေကအကြည်ဝါသနာပါလားဟမ်မိတ်ပစ္စည်းတွေလောရတာဝါသနာပါလားအားကစားလုပ်တာတစ်ခုခုလားစသဖြင့်အများကြီးသူတို့ရွေးချယ်လို့ရတယ်ကလေးလမ်းမမရအောင်ဝါသနာတစ်ခုကလိုတယ်မိဘတွေအနေနဲ့လည်းတေချာလေးထိန်းချောင်းပေးဖို့လိုပါတယ်ကလေးဘဝမှာတော့ hobby အဆင့်မှာပဲရှိနေသေးတယ်သူဒါနဲ့ငွေရှာဖို့မလိုသေးဘူးဒါမဲ့ကျွန်တော်တို့ဒီတက္ကသိုလ်တက်ဖို့ရွေးချယ်တဲ့ကကိုဝါသနာပါတာနဲ့ထပ်တူကြအောင်ရွေးချယ်ဖို့လိုတယ်ထပ်တူကြမှာကြောင်းမပြေးပြမှာကျောင်းဆောင်သေချာလိုက်လို့ဖြစ်မှာပေါ့ University လည်းတက်ရပြီ Major လည်းရွေးပြီးပြီကိုဝါသနာပါလဲဘာပါလဲသေချာမသိသေးရင်တော့ဘာလုပ်ရမလဲဆိုတော့အခုလက်ရှိတက်နေတဲ့ကျောင်းမှာအနည်းဆုံးတစ်နှစ်တစ်တန်းအောင်တော့ကျွန်တော်လုပ်ဖို့လိုတယ်ပြီးတော့ကျွန်တော်ဒီနောက်တစ်ဝက်တွေဖွဲ့ရမယ်ရေရှင်းရှိတဲ့သူတွေနဲ့ပေါင်းအောင်ပျော်လို့ရတယ်ဒါပေမဲ့လမ်းမရောက်စေနဲ့ကျောင်းတက်နေတဲ့ဝါသနာတခုတွေ့အောင်ရှာပါပြီးတတ်တဲ့အရွယ်လည်းရောက်လာရင်မလို့ကျွန်တော်ဒီဘာဝါသနာပါလဲရှာရတာပို့လွယ်လာတယ်ဒီဝါသနာပါနဲ့ပတ်စံဘယ်လိုရှာရမလဲဒီရွယ်မှာစပြီးတော့စဉ်းစားဖို့လိုလာမယ် social media ပေါ်မှာဒီဝါသနာနဲ့ professional ကြလုံးနေတဲ့သူတွေနဲ့ရင်းနှီးအောင်လုပ်ဖို့လိုတယ်သူတို့ရဲ့အတွေ့အကြုံတွေကိုမေးမြန်းဖို့လိုပါတယ်ဒီနိုင်ငံမှာအခက်အခဲတစ်ခုရှိတာက developed country မဟုတ်တော့from hobby to profession သွားဖို့အတွက်အခက်အခဲတွေအများကြီးရှိတယ် developed country တွေမှာလည်းအခက်အခဲတွေရှိတယ်ဒါပေမဲ့ဒီမှာတော့ပိုခက်ခဲတယ်ဒါပေမဲ့ကိုကဒီမှာမွေးဒီမှာကြီးခဲ့တာမလို့ဒီ culture နဲ့ကိုယ်နဲ့ fit ဖြစ်နေပြီဘောလုံးကစားရတဲ့ပြောရမယ်ဆိုကျွန်တော်ဒီအိမ်မွေးမှာကန်ရတယ်လို့မျိုးပဲဒီလိုနဲ့ကြောင်းပြီးသွားတဲ့အခါကိုယ့်ရဲ့ specialized major မှာပွဲတစ်ခုရခဲ့ပြီလုံးရှင်နဲ့လုံးလို့ရနေပြီဆိုတော့ကိုဒီလုံးရင်ပျော်နေပါမလားဝါသနာပါလားတကယ်စဉ်းစားဖို့လုံးရုံရေးရှိမှာဘယ်အတိုင်းအတာထိအောင်မြင်နိုင်မလဲတွက်ပါပြီးတော့ကိုဝါသနာပါနဲ့ဘယ်အတိုင်းအတာထိငွေရှာနိုင်မလဲလဲဒီလိုတွက်ဖို့လိုတယ်ဒီနေရာမှာဝါသနာကိုငွေနဲ့ဈေးဖြတ်နေတာတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီ hobby ကို professional ကြလုပ်ဖို့ဆိုကုန်ကျစရိတ်တွေရှိရငွေလိုတယ်ထပ်ရှယ်ဖို့ဆို investment တွေလုပ်အောင်မှာမဟုတ်ဝါသနာနဲ့ငွေရှာတာကဘာအမှားမှမရှိပါဘူးပတ်စံမရလဲလုံနေမဲ့လောက်ကကိုယ်ဝါသနာဆိုပေမဲ့ကိုယ်ဝါသနာနဲ့ပတ်စံအများကြီးရှာနိုင်တာကပိုမကောင်းဘူးလားလူတယောက်မှာဝါသနာတစ်ခုမှကရှိရင်တွေ့အောင်ရှာဖို့လိုတယ်ကျွန်တော်ပြီးတော့ဝါသနာတွေကလည်းအသက်အရွယ်လိုက်ပြောင်းလဲတတ်တယ်ဒီတော့ဒီ video clip မှာ hobby to professional ကြလုပ်ဖို့ပြောင်းလဲရမှာအဓိကကြတဲ့အချက်၄ချက်ကိုမျှဝေသွားပါမယ်နံပါတ်1 sharpen the skills မိမိရဲ့ကျွမ်းကျင်မှုကိုအမြဲတိုးတက်နေအောင်လုပ်ဖို့လိုတယ်ဒီနေ့မှာမနေ့ကတည်းကပို့ပြီးသိတာတက်တာတွေတခုတော့တိုးနေဖို့လိုတယ်အမြဲသင်ယူနေလာနေဖို့လိုတယ်ကိုယ့်ရဲ့ daily life ကိုကိုယ်ဝါသနာပါနဲ့ပဲဖြည့်ထားပါနံပါတ်2 share it လူသိအောင်လုပ်ပါကိုဘာတွေတက်နေလဲကိုဘာတွေလုပ်နေလဲလူသိဖို့လိုတယ်အခုခေတ်မှာပို့ပြီးတော့ကိုလိုသေးတယ်ကိုကျွမ်းကျင်တာတွေကိုကိုယ့်ရဲ့ social media ပေါ်မှာအမြဲ share နေဖို့လိုတယ်အဲကြမှာလူတွေသိမယ်ကိုယ့်ဘောယုံကြည်မှုရှိလာမယ်နံပါတ်3 build the values တမိုးတိဆောက်ပါကိုယ်ဝါသနာကိုပေါ်ပဲမဖြစ်ပါစေနဲ့ကျွန်တော်တို့အချိန်တွေကအလကားရတာမဟုတ်ဒါကြောင့်မို့ကျွန်တော်တို့ဒီကိုယ်ဝါသနာပါတဲ့အလုပ်တစ်ခုကိုလုပ်တဲ့အခါပေါ်ပဲမဖြစ်ဖို့အရေးကြီးတယ်နံပါတ်4 monetize it ရောင်းမှာငွေရှာပါဝါသနာပါတွေကိုခြေဆက်လုပ်ဖို့ငွေလိုတယ်ထပ်ရှဲဖို့ငွေလိုတယ်တချို့ကပြောတယ်ဝါသနာကိုဈေးမဖြတ်နဲ့အဲ့လိုအမြဲပြောကြတယ်ကျွန်တော်ကတော့ဈေးကောင်းဖြတ်ဖို့ပဲပြောချင်တယ်ကိုကဘီလီယံနာကြီးဖြစ်နေပြီသားဆိုတော့တမျိုးပေါ့ hobby to professional သွားဖို့အတွက်လိုအပ်တာတွေကတော့အများကြီးပဲဒါပေမဲ့အများကြီးမလုပ်စားမလုပ်ရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူး so ဒါကြောင့်ကျွန်တော်ရဲ့အရင် video clip တစ်ခုကလို့ start before you are ready ကျွန်တော်အစင်သင်းပြမစလုပ်မယ်ဆိုတော့မှစလုပ်ဖြစ်မှာမဟုတ်ဒါကြောင့်အစင်သင်းမဖြစ်ခင်ကတည်းကစပါဒါကြောင့်ကျွန်တော်ဒီ video clip ကိုနည်းနည်းရှိသွားအောင်လို့ဒီမှာပဲ let's stop here see you in the next title